တငယ်ချင်းတို့ဆေးထိုးအပ်ကိုတေချာကြည့်လိုက်ရင်ဘလို့လုပ်ပြီးဒီလောက်တင်းငယ်တဲ့အပေါက်လေးတွေဖောက်နိုင်တာလဲလို့တွေးမိကြလိမ့်မယ်လို့ထင်ပါတယ်။လုပ်ငန်းစဉ်ကတံမဏိများနဲ့စတင်ပါတယ်။တံမဏိပြုံကြီးတွေကိုအထူးဆက်တွေနဲ့ဆွဲပြီးအလွန်ပါးလွာတဲ့ပြုံတွေဖြစ်စမ်းထုတ်ပါတယ်။ဒီလုပ်ငန်းစဉ်ကိုပြုံဆွဲခြင်းလို့ခေါ်ပါတယ်။ပြီးတော့ပြုံတွေကိုဆေးထိုးအပ်မျိုးစားမျိုးမျိုးအတွက်လိုအပ်တဲ့အရှည်တိကျဖြတ်တောက်ပါတယ်။ပြီးရင်စက်တွေကပြုံရဲ့တစ်ဖက်ဆုံးကိုထောက်မှန်ကြကြကြိတ်ပြီးထက်မြက်တဲ့အထိပ်ဖျားကိုဖန်တီးပါတယ်။ဆေးဘက်ဆိုင်ရာအတချို့ကအရေပြားကိုနာကျင်မှုနေပါစွာနဲ့ထိုးဖောက်နိုင်လောက်အောင်ထက်မြက်စေဖို့ကြိတ်ခွဲတဲ့အဆင့်များစွာကိုဖြတ်တန်းရပါတယ်။ပြီးရင်အငယ်လေးတွေကိုတန့်စင်ပြီးပုတ်တိုက်ပေးပါတယ်။အကအရေပြားတွေကိုပုံမချောမွေ့စွာလျှော့ချစေဖို့အတွက်အထူးစီလီကွန်အလွှာကိုမကြာခဏထည့်သွင်းလေ့ရှိပါတယ်။ပြီးရင်အကိုပလတ်စတစ်အုံနဲ့ချိတ်ဆက်ထားတဲ့အယောင်ရှိတဲ့အစိတ်ပိုင်းဖြစ်တဲ့ဆေးထိုးအပ်နဲ့ချိတ်ဆက်ထားပါတယ်။အယောင်မျိုးမျိုးကအရွယ်စားမျိုးမျိုးကိုဖော်ပြလေ့ရှိပါတယ်။ထုတ်ပိုးမှုမပြုလုပ်ခင်မှာအတိုင်းကိုစက်တွေနဲ့အလုပ်သမားတွေကချို့ယင်းချက်ရှိမရှိစစ်ဆေးကြပါတယ်။နောက်ဆုံးအနေနဲ့အတွေကိုပိုးမွားတွေလုံးဝကင်းစင်အောင်ရောင်ကြီးဒါမှမဟုတ်တက်ငွေပိုးတက်ခြင်းလိုမျိုးနေလန်းတွေကိုအသုံးပြုပြီးပိုးတက်ပါတယ်။နောက်ဆုံးမှာဒီအပ်များကိုနေ့စဉ်တန်းပေါင်းများစွာထုတ်လုပ်ပြီးကမ္ဘာတဝန်းရှိဆေးရုံများနဲ့ဆေးကမ်းများသို့ပို့ဆောင်ပေးပါတယ်